တူရေအားလုံးမင်္ဂလာပါရှင်ဒီနေ့ vlog လေးကဆိုရင်မြင်တဲ့အတိုင်းပဲနှင်းဒီနေ့ဒုတိယအကြိမ်မူကထလေးတွားစားမယ်ယထာနဲ့တွားမယ်တီးဆိုင်လေးကဆိုရင်နှစ်ခေါက်ရှိနေပြီစားနေတာနော်အရန်စားကောင်းတော့သူရဲ့ sauce တွေအနှစ်တွေကဆိုရင် Thai style အတန်းအရန်စားကောင်းတယ်ဒီနေ့ကတော့တငယ်ချင်းတွေနဲ့ရှောက်လေတယ်မူကထလာစားတာပေါ့နော်အရန်စားကောင်းဒီအတိုင်းပဲအရင်ဗီဒီယိုမှာပြထားတဲ့လိပ်စာအတိုင်းပဲနော် KM မှာရှိတဲ့သူတွေဆိုရင်တီးဆိုင်မှာလာစားကြည့်နော်အရသာကတော့ share code ပဲအရန်စားကောင်းနှင်းကဆိုရင်မြင်တဲ့အတိုင်းပဲအရင်ကအတိုင်းပဲကြက်တာနဲ့ပင်လဲစားပဲစားတယ်ဘာဖြစ်လဲဆိုဝတ်တာမစားတဲ့သူဖြစ်လို့ပင်လဲစားကိုဆိုအဝါကြီးစားလာတယ်။အိုးအရန်စားကောင်းတယ်ကြိုက်တာပူဖေးလေးပေါ့နော်ကြိုက်တဲ့လောက်စားလို့အရန်တန်တယ်နော်ကိုစားတာများရင်များတဲ့လောက်စားနော်တန်အောင်စားအရန်စားကောင်းတယ်တီဆိုင်လေးကဆိုရင်ညနေ3နာရီကနေစပွေပြီးတော့မနက်9နာရီမှစိုက်ပိုက်ပါတယ်ရှင်နော် KL လာလေတဲ့သူတွေဆိုရင်ဒီဆိုင်လေးကိုလာစားကြည့်ပါအရန်စားကောင်းတယ်တန်မှတ်တယ်